အားလုံးဂါရောနဲ့တာလီစောပါကျွန်တော်နာမည်ကနေပြီးကေမောင်နေပိတ်ဆို့ဖိုက်ပါရယ်ကျွန်တော်နာမည်ကတော့ကမစေဝွန်ဖိုက်ပါရယ်ကျွန်တော်ကနေပြီးကေမာကရိုနာတော်ဖော်ဒေးရှင်းအတောက်မှာစာဒနာအတူ brighter မျိုးလုံးစုပ်ပြီးနေရဆိုရင်တယောက်ဖိုက်ပါရယ်ဟိုကနေပြီးကေအရခါအလောင်း brighter အတောက်မှာလူတန်းထရီငွေကျပ်340သိန်းနဲ့အခါအလူရှာများလူတန်းထရီမြည်ဒီကိုတသိတုံမျိုးနေမှာစိုက်ရှုပ်နေခဲ့တဲ့စိုက်တဲ့မျိုးနေဟိုကကြမ်းမျိုးနေတသိတုံမျိုးနေရမအတီးတီးရမစိုက်ရှုပ်လာကြခဲ့တဲ့စိုက်ရှုပ်ဒီအခုကိုလူတန်းလောက်ဖို့အစီအစဉ်ဖိုက်ပါရယ်ဒီခုဆောရသည်အရှင်ဖိုက်တဲ့အတွက်နဲ့ကျွန်တော်တို့ဆိုတော့အနှင်းထေလူတန်းလောက်ဖို့ဖိုက်ပါရယ်နောက်ထပ်ပြီးကလေးအရှိတီမြောက်ကိုဆောက်ဝဲအနှင်းထေမြောက်လူတန်းလောက်ဖို့အစီအစဉ်လေးရှိပါရယ်အခုပဲလူတန်းပြီးခဲ့တဲ့အရခါအလောင်း brighter အကောင်တော့အခါအလူရှာမြောက်ကလေးအထူးကြည့်စုတောင်းပါရယ်နောက်ထပ်လေးစာဝတ်နေရအခါကင်းရှိနေတဲ့အာရာခစိုက်ရှောက်ပြီးတော့အတွင်ရိုးမဟာကုဏတော်ဖောင်ဒေးရှင်းနဲ့အတူပါဝါကူညီလူတန်းလာဖို့တော့ဖိတ်ခေါ်အပ်ပါရယ်အားလုံးကိုကျေးဇူးတောင်းပါရယ်Money,